ဒီနေ့မှာတော့ကျွန်မရှုခင်းပြသလိုလေးဘာလိုလေးပေါ့နော်ပထမစကားပြောရင်းနဲ့ဗီဒီယိုဖိုင်ရိုက်လိုက်တာဒါပေမဲ့အတန်အပါမလာတဲ့အတွက်တိတက်ပြန်တွင်းလိုက်ရတယ်ပေါ့နော်ဒီအပတ်အတွက်တပတ်စာပတ်တီးက၄ပါတပတ်စာဘရိတ်က၄ကိုဘရိတ်ပါတပတ်စာထိပ်စီးသည်1-8ထိပ်စီးပါထိပ်စီးနဲ့ဘရိတ်သည်တစ်ခုလာရင်နားရပါတယ်ရှင်တပတ်စာ3လုံးခွေဘူးရှိပါတယ်အဲ့ဒါကကြတော့1-3ခွေဘူးပါရှင်1-3ခွေဘူးပြီးတော့အရင်ဘက်တောက်ကြနေရထွက်ထားတဲ့2-6နဲ့3-6ကိုကျွန်မဒီဘက်တွင်းမှာတစ်ခွက်ပြန်လာနိုင်တယ်လို့ခံမှန်းပါတယ်အဲ့တော့တူတီချမိတ်ဆွေများအားလုံးအဆင်ပြေကြပါသည်လို့ပြီးတော့အတန်နဲ့ရုံနဲ့တခြားစီဖြစ်တာကိုလည်းသိမိခတ်မိပါအောင်လို့ညက်တာရက်ခတ်ပါတယ်ရှင်ကိုကတက်တော့အကောင်ဘာမှမတင်ရဘူးတင်တာနဲ့ပြက်နေတာအကောင့်တွေလည်းပြတ်ပေါင်းမနေတော့ဘူးရှင်အားကြောင့်ပါပတ်တီးက4တပတ်စာဘရိတ်က4ကိုဘရိတ်တပတ်စာထိတ်က1-8ထိတ်3လုံးခွေဘူးက1-3ခွေဘူးအားလုံးပဲအဆင်ပြေကြပါစေရှင်